ဘူးပုံကင်တွေထဲမှာဘယင်ကအမြဲတမ်းအာနာအရှိဆုံးတူပဲအရာအလုံးဆုံးရှုံးသွားတဲ့ဘယင်ရောရှိတယ်ဘူးလားဟင် ဒါတကယ်ကိုလေးနဲ့တဲ့မေခွန်းပဲမြေရဲ့အာနာဆိုတာတခါတလေကြာကြီးဖန်ကွက်တစ်ခွက်လိုပဲကွဲလွယ်တတ်တယ်ဘယင်တချို့ဟာမျက်စိတမိတ်အတွင်းမှာအရာအားလုံးဆုံးရှုံးသွားခဲ့ဘူးတယ် ကြာပန်းတွေနဲ့ပြည်နေတဲ့ကျုံတော်ကြီးနဲ့ဝင်းရံထားတဲ့ခန်းနာထဲဝါတဲ့ရွှေမြို့တော်ကြီးကနေအုပ်ဆိုးခဲ့တဲ့ဘရင်ငယ်တစ်ပါးရှိခဲ့ဘူးလေဒါပေမဲ့သူ့ရဲ့တရဖူကိုအသိမ်းခံခဲ့ရတယ်သူ့ရဲ့နန်းတော်ကြီးဟာတိတ်ဆိတ်သွားခဲ့ရပြီးသူ့ရဲ့နိုင်ငံတော်တစ်ခုလုံးလည်းမြေပုံပေါ်ကနေပျောက်ကွယ်သွားခဲ့ရတယ်ဒါကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးဘရင်တီဘောမင်းရဲ့ဇလံပေါ့ကွယ်သူ့ရဲ့နိုင်ငံတော်ဟာရတနာတစ်ခုလိုပါပဲတလက်လက်တောက်ပနေတဲ့ဇေဒီပထိုးပေါင်းများစွာနဲ့တန်ဖိုးကြီးကျွန်းတစ်တွေပြည်နှံနေတဲ့နှရှင်းပြီးတိတ်ဆိတ်တဲ့တောအုပ်ကြီးတွေနဲ့ပြည်နေတဲ့နေမြေပေါ့သူ့ရဲ့မြို့တော်မန္တလေးကလည်းအလုံးအမန်းလှပတဲ့နေရာတစ်ခုပေါ့ကွယ်ဒါပေမဲ့ဒီရတနာလေးဟာဝင်းရံထားခံရတဲ့အနောက်ဖက်နဲ့တောင်ဘက်မှာတော့အရင်အားများမှလဲ British Empire ကအိမ်နီးချင်းနိုင်ငံတွေကိုသိမ်းပိုက်ပြီးနေပြီးတီဘောမင်းရဲ့နိုင်ငံတော်ကတော့လေမြန်စွာပြောင်းလဲနေတဲ့ကဘာကြီးထဲမှာဂုံယူစွာနဲ့လွတ်လပ်စွာရပ်တည်နေတဲ့နောက်ဆုံးနယ်မြေတွေကတခုအထိကြန့်ရှိနေကြရတယ် အာနာနဲ့တယန်ဇာရတွေကိုပိုမိုလိုချင်နေတဲ့ Britisher တွေကအဲ့ဒီနိုင်ငံကိုသူတို့လက်ထဲစော့ကင်ထားနိုင်ဖို့အကြောင်းပြတဲ့တစ်ခုကိုရှာဖွေနေကြတယ်။သူတို့ရှာတွေ့ခဲ့တဲ့အကြောင်းပြချက်တစ်ခုကတော့ဂွန်တိတ်ခွာနဲ့ဖနက်ကိစ္စဆိုတဲ့တာမန်ညကိစ္စလေးတစ်ခုပါပဲ။မြမဘရင်နန်ဒရဒလေးထုံးစံအားဘရင်မင်းမြတ်ထံလာရောက်သူတိုင်းဟာအယိုးအသေးပြတဲ့အနေနဲ့ဖနက်ချွတ်ရတယ်။ဒါပေမဲ့ British တန်နမန်တွေကတော့ဒီအပြုတ်အမူကိုသူတို့ရဲ့ဘရင်မနဲ့ Empire ကိုစော်ကားတာလို့မြင်ပြီးဖနက်ချွတ်ကိုညှင်းဆန်ခဲ့ကြတယ်။ဒီလိုတင်းငယ်တဲ့မထီမမင်းပြုမှုအနေတင်းမာမှုတွေကြီးထွားလာခဲ့တယ်။ဒါပေမဲ့တကယ်တမ်းအထူးကကြတဲ့အကြောင်းရင်းကတော့စီးပွားရေးကိစ္စကနေလာတာပဲ။ဘရင်နန်ဒရင်က British တစ် company တခုကိုသူတို့ပေးချေတာတဲ့ကျွန်းတစ်အများကြီးပိုယူပြီးလိမ်မာမှုအတွက်ဒဏ်ရခဲ့တယ်။ British ရဲ့အတွက်တော့ဒါဟာနောက်ဆုံးတော့စင်ခေါ်ပဲသူတို့ကတီဘောမင်းစီကိုမထစ်နိုင်တဲ့တောင်းဆိုချက်တစ်ခုပို့လိုက်တယ်သူ့နိုင်ငံရဲ့အုပ်ချုပ်ခွင့်ကိုလွှဲပြောင်းပေးပါမဟုတ်ရင်နောက်ဆက်တွဲအကျိုးဆက်ကိုရင်ဆိုင်ရမယ်ပေါ့တီဘောမင်းကဂုံတိတ်ခါကြီးတဲ့ဘရင်တပါးလီသူဘလို့မှသဘောမတူနိုင်ခဲ့ဘူးနောက်ဆက်တွဲအကျိုးဆက်တွေကလည်းချက်ချင်းဆိုသလိုပဲရောက်လာခဲ့တယ်1885ခုနှစ်နိုဝင်ဘာလမှာဗြိတိရှတွေကသူတို့ရဲ့အဖြေကိုပို့လိုက်တယ်။အဲ့ဒါကစားတဲ့ဆောင်မဟုတ်ဘူး။ခင်မီအမြောက်တွေတက်ဆင်ထားပြီးအေယာဝတီမြေခီအတိုင်းဘသူမှမတားဆီးနိုင်အောင်စန့်တက်လာတဲ့ရေနွေးငွေတင်ပေါ်တက်ဆူကြီးဖြစ်နေခဲ့တယ်။မြန်မာတော်ဝင်စစ်တပ်ကရဲရင်ပေမဲ့ဓားတွေနဲ့မီးပေါက်တနက်ဟောင်းတွေပဲကင်ဆောင်ထားတဲ့အတိတ်ကစစ်တပ်တစ်ခုသာဖြစ်ခဲ့တယ်။သူတို့ရင်ဆိုင်ရမှာကအနာဂတ်ရဲ့စစ်တပ်တစ်ခုစစ်ပွဲက14ရက်တောင်မကြာလိုက်ပါဘူးပြီးဆုံးသွားခဲ့တယ်သူ့ရဲ့လှပတဲ့မန်းလေးမြို့တော်ကြီးမပြတ်စည်းအောင်လို့သူ့ရဲ့ပြည်သူတွေအသက်မခံရအောင်တီဘောမင်းကလက်နက်ချခဲ့တယ်ဗြိတိရှစစ်သားတွေဟာရှူရင်နန်းတော်ရဲ့မြင့်မြတ်တဲ့မြေနေရာတွေကိုခြိတက်ဝင်ရောက်လာကြတယ်သူတို့ရဲ့ဘူးဖနက်တွေဟာတချင်ကမင်းမျိုးမင်းတွေခြေပလားနဲ့ရှောင်လန်းခဲ့တဲ့ကျမ်းပြင်တွေပေါ်မှာနည်းရှောင်နေခဲ့ကြတယ်ဗြိတိရှအရာရှိတဦးကဘရင်နဲ့သူ့ရဲ့ထက်မြက်တဲ့မီဖီယာဆူဖီယာလက်တို့ကိုသူတို့ရဲ့ခန္ဓာတဲ့ပလင်ပေါ်မှာမဟုတ်ပဲဥယျင်တဲကဇရက်တစ်ခုကရိုးရှင်းတဲ့ခွန်တန်းလေးပေါ်မှာတိတ်ဆိတ်စွာထိုင်နေလာကိုတွေ့လိုက်ရတယ်အာနာအားလုံးဆုံးရှုံးသွားတဲ့မင်းနဲ့မီဖီယာကိုသူတို့ရဲ့နေအိမ်ကနေထွက်သွားဖို့အမိန့်ပေးခဲ့တယ်သူတို့ကိုတော်ဝင်ယထာလုံးဖြစ်စေမင်းတကောင်ဖြစ်စေပေးမသွားခဲ့ဘူးအဲ့ဒီအစားသူတို့ကိုဖုံအလင်းလင်းပေးချမ်းနေတဲ့တာမန်နွားလဲတစည်းပေါ်ကိုအတင်းအကျပ်တက်ခိုင်းခဲ့တယ်လဲကြီးကမန္တလေးမြို့ရဲ့လမ်းတွေပေါ်မှာတကြိမ်ချင်းနဲ့လှိမ်သွားနေတော့မှမြို့သူမြို့သားတွေကလမ်းဘေးမှာတန်းစီနေကြတယ်သူတို့ဟာမြေကြီးပေါ်မျက်နှာအပ်ပြီးဒူးထောင်အယိုသေးပေးရင်
သူတို့နိုင်ငံရဲ့အသက်ဝင်နေတဲ့တင်ဂီတာထက်တဲ့သူတို့ဘရင်လိုတာမန်အချင်းသားတယောက်လိုတက်ဆောင်သွားတာကိုကြည့်ပြီးငိုကြွေးနေခဲ့ကြတယ်။တီဘောမင်းနဲ့သူ့မိသားစုကိုမိုင်ပေါင်းထောင်ကြီးဝေးတဲ့အိန္ဒိယကမ်းရိုးတန်းကသေးငယ်ပြီးမိလျော့ခံထားတဲ့မြို့တစ်မြို့ကိုပြည်နှင်တန်ပေးခဲ့တယ်။သူဟာသူ့ရဲ့ရွှေရောင်ဇေဒီပထိုးတွေနဲ့သူ့ရဲ့ဇာတိမြေကိုဘယ်တော့မှပြန်မမြင်ခဲ့ရတော့ဘူး။သူအဲ့ဒီမှာပဲနတ်ရွာဆန်ခဲ့တယ်။နိုင်ငံတော်မရှိတဲ့ဘရင်တော်အဖြစ်နဲ့ပေါ့။ဒီလိုနဲ့ပဲရက်ဆက်ကြမ်းကြွနဲ့တိုက်ခိုက်မှုတစ်ခုတည်းနဲ့ရာစုပေါင်းများစွာကြာမြင့်ခဲ့တဲ့မင်းဆက်တစ်ခုဟာပြတ်တောက်သွားခဲ့တယ်။ Empire တစ်ခုဟာအခြား Empire တစ်ခုရဲ့ဝါမျိုးချင်းကိုခံလိုက်ရပြီးပျောက်ကွယ်သွားခဲ့ပါတော့တယ်ကွယ်။